healing ဆိုတာကစိတ်ကူတာမဟုတ်ပါဘူး healing ကကိုခံစားနေရတဲ့ကိုယ်ပဲပေါ်ယူမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်မှာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ်မှာပဲဖြစ်ဖြစ်စိတ်မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီကိုယ်မှာရှိတဲ့စိတ်ဖြစ်စီမှုတွေပေါ့နော်စိတ်မသက်မသာဖြစ်မှုတွေငါခန္ဓာကိုယ်မှာပိန်းနေရှိလာမယ်ပေါ့နော်အဲ့ဒါမျိုးတွေကိုမနေ့ကစိတ်ကူတာပေါ့နော်တက်တာပြောက်ကလေးစီတယ်ပေါ့နော်အဲ့တော့ဘယ်လိုလေးတက်တာပြောက်ကလေးမလဲဆိုတော့ညီအများကြီးရှိတယ် energy healing လို့ခေါ်တဲ့ဒီ energy ဘိုင်းဆိုင်ရာကုသမှုတွေရှိတယ်နောက်တစ်ခါကျတော့ prana တို့ reiki တို့အများကြီးရှိတယ်ပေါ့ဒါပေမဲ့ကိုကတော့ဒီ prana reiki တွေထက်ကိုရွေးချယ်လိုက်တာက sound healing ပေါ့နော် sound တန်နဲ့မလက်ကပို့ပြီးတော့တက်တာပြောက်ကလေးစီတယ်ကုတော့မကုဘူးဒါပေမဲ့တက်တာစီတယ်ပေါ့ဥပမာ stress များနေတဲ့သူတယောက်သူကအိတ်စိတ်တောက်မယ်အိတ်လိုက်မယ်ဒါမှမဟုတ်ခေါင်းကိုက်ပြောက်စိတ်တောက်မယ်အိတ်လိုက်ဒါပေမဲ့သူကခဏပဲတက်တာပြီးတော့ဒီကောင်ပြန်ကန်ဒါပေမဲ့မလက်ကဒီ sound လေးနဲ့ပေါ့နော်သူ့ရဲ့ body လေးကို mind လေးကိုတက်တာအောင်ပေါ့နော် relax ဖြစ်အောင်လုပ်လိုက်ခြင်းအပြင်သူကဆေးလွတ်သွားတယ်ဆေးလွတ်ပြီးတော့သူကတက်လေးသူကအဆင်ပြေလေး stress တွေပြောသွားအဲ့ဒါလေးကိုပုံမှန်လေးလုပ်ပြီးခြင်းအပြင်ဆေးတောက်စရာမလိုဘဲနဲ့ natural healing ဖြစ်သွားတယ်ဆိုတော့အဲ့ဒါလေးကမလက်ရွေးချယ်ရတဲ့မလက်ကိုယ်တိုင်ကြိုက်တယ်ကျင့်သုံးခဲ့တဲ့ healing မျိုးဆိုင်ပေါ့ 1 2ပေါ့နော် level 1 2ရောထိုင်းမှာပဲတင်ရတယ်ထိုင်းမှာပဲတင်တယ် level 1တင်ပြီးတော့နောက်ထပ်10လလောက်ပြန်တယ်ဟော10လလောက်တင်ရတယ်ဟုတ်10လလောက်ကြာတော့ level 1ပြီးသွားတော့ဒီမှာပြန်လာလုပ်တယ်ပြန်လာလုပ်ပြီးတော့ဘိုးလေးနည်းနည်းပါးပါးနဲ့ပေါ့စစ်ပြီးတော့လုပ်တယ်လုပ်ပြီးတော့မှကိုယ်လည်း experience ရပြီနောက်ပြီးတော့အဲ့ဒီနည်းနည်းလေး client လေးနည်းနည်းများလာပြီဒီဟာလေးလည်းနည်းနည်းသိလာပြီဆိုတော့ advance လေးတက်ချင်တယ်ဆိုတော့သူတို့လည်းကောင်းတယ်ပို့ပြီးတော့ကောင်းတဲ့ service တွေပေးကြတာတော့တက်တယ်လေlevel 2ကတော့ပိုကောင်းသွားတာပေါ့နော်ပို့ပြီးတော့လည်း negative လေးစီပို့ဆုံးတယ်နောက်အဲ့ဒီ level 2တက်ပြီးနေတာတော့နောက်1 year ကြာပါတယ်1 year ကြာတဲ့အခါမှာတခြားပေါ့ဒီဗဒန်ဘိုးတွေမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးပေါ့ဒီချောင်းနေငောင်းနေနောက်ပြီးဒီလိုမျိုးပေါ့လက်ရှယ်ပဲဟို bell ဒီ bell တွေပေါ့ဒါမျိုးတွေပေါ့နော်ဒီဟာတွေက negative ထုတ်တဲ့ဟာမျိုးတွေဒါတွေပါစုဖြစ်လာတာပေါ့နော်ဆိုတော့တကယ်မှကိုဆောင်းဟင်းဆက်တဲ့တူဖြစ်လာတာဒါပေမဲ့ပို့ပြီးတော့သိစေချင်တယ်နော်ပို့ပြီးတော့သိစေချင်လို့ထပ်ပြီးတော့ကောင်းတဲ့ service တွေတင်ပို့ကိုယ်လည်းတင်တယ်ပို့ကောင်းတဲ့ service တွေပို့ပြီးတော့ညှောက်လို့ရပါတယ်ကောင်းပါလေစောင်းရင်းကကောင်းတယ်ကိုကမကြိုက်တယ်ဆိုတော့သူကစေးတောက်တယ်လို့ဒီ body ထဲကိုထည့်ရတယ်ဆိုဟုတ်ဒါဒီ body ပြင်ပကနေပြီးတော့ကောင်းတဲ့ frequency ကို body ထဲကိုထည့်ရတယ် cells တစ်လုံးချင်းစီကိုသူကပြုတ်တယ်အဲ့တော့အဲ့ဒီဟာကပြောမယ်ဆိုရင်အရန်ကို side effect ကြီးနေတဲ့ဘာဝတာ side effect လည်းမရှိနောက်တစ်ခုကဒီဟာကိုပုံမှန်ကြီးလုပ်သွားခြင်းအားဖြင့်အရန်ကြောက်ကြတဲ့ cancer လုံးဝဖြစ်စေတယ် cancer cells တွေပြတ်သွားတယ်လုံးဝတက်တယ် aggressive ပေါ်ဖြစ်တဲ့ဒေါသတွေကတစ်စက်ဖြစ်ဒေါသတွေမောဟတွေပေါ့နော်အဲ့ဒါတွေကဖြစ်တယ်ဆိုတော့ဒီဟာတွေကိုရှော့နိုင်ပြီဆိုတော့ဒီခုနကပြောတဲ့ဒီစင်တာပြန်ပြလို့ဒီ body မှာ pain တွေဖြစ်တော့ပေါ့နော်ဆိုတော့ဒီဘိုးတွေကခုညီရပေါ့နော်ဒီလိုရခုညီရနောက်မလက်ကဒါလေးကိုသတ်သမီးလေးကိုချစ်တော့ရောက်လာရင်သူတို့မျက်နှာလေးတွေကမှားရင်ပြန်ထုတ်သွားရင်ပြုံးသွားအဲ့ဒါလေးကြိုက်တာအဲ့ဒါလေးကပီတိပေါ့နော်ဟုတ်ကဲ့အဲ့ပါလေ food massage ရှိတယ်ပြောနော်ထိုင်းမှာတင်နေစတော့ပြင်သစ်ကဆရာကသူကတော့လက်ကုံပေးတယ်ကိုအကုန်ပေါ့နော် eye massage time ဒီပေါ့နော် food massage body massage နောက် herbal ပေါ့ဆိုတော့ဒီ massage ဒီဟိုလေဘက်ကမှာဖွင့်တယ်စပါဖွင့်တဲ့ခါကျတော့မလက်ကတခြားဒီမှာဆိုလို့ရှိရင် food massage ဆိုလို့ရှိရင် herbal မပါဘူးမလက်ကအဲ့ဒါလေးကိုထပ်ပြီးတော့ဒီ additional service အနေနဲ့ထပ်ထည့်ပြီးတော့ဒီ food massage plus herbal compress ပေါ့နော်အဲ့ဒီချက်ထုတ်ကရမ်းကောင်းတာဟုတ်ချက်ထုတ်ကဒီနှိမ်ထားတဲ့ဒီ cells တွေရဲ့ဥစ္စာကအနားတက်ပြီးတယ်ဒီဟာလေးနဲ့ဒီချောတက်ပြီးလိုက်တဲ့အတွက်ကြောင့်မို့ဒီ herbal လေးနဲ့လုပ်လိုက်တဲ့အတွက်ကြောင့်မို့လူကဒီကcells တွေသူက adjust ဖြစ်သွားတယ်ထိန်းညှိပြီးမှဖြစ်သွားတယ်ဒါလေးတွေကမလက်တို့ရဲ့ဒီ body မှာchakra တွေရှိတယ်ပေါ့နော် chakra ဆို energy ကိုပေါင်းထုတ်ပေါင်းတယ်ပေါ့ energy ကိုထိန်းညှိပေးတဲ့အရာရှိအဲ့ဒါလေးကိုသူချိန်ညှိပြီးလုပ်ထားတာပါလေအဲဆိုတော့ဒီခုနှစ်ခုပေါ့နော်ဘိုးခုနှစ်ခုဒီမလက်တို့ရဲ့ chakra ခုနှစ်ခုကိုစားပြုတယ်ဆိုတော့ဒီ chakra ခုနှစ်ခုကိုစားပြုတဲ့ဘိုးလေးတွေကိုသူ့ရဲ့ method လေးတွေလိုက်ပြီးမလက်တို့တီးပေးခြင်းအဖြစ်ဒီထဲမှာရှိတဲ့အမမှာ heart မှာရှိတဲ့ပြဿနာလေးတွေပေါ့နော်အဲ့ဒါလေးကိုသူကဒီ yak frequency လေးတွေကဝင်သွားပြီးတော့သူ့အတူခွင့်ပြုပေးတယ်ဆိုတဲ့အခါမှာမလက်တို့ကပို့ပြီးတော့တ
တချို့ဆိုဒေါသကြီးနေတဲ့သူဆိုလို့ရှိရင် relax ဖြစ်သွားတယ်နောက်ပြီးနည်းနည်းလေးသူ့မှာအသိခံနိုင်တဲ့အစွမ်းလေးတွေနည်းနည်းရှိလာတယ်ပေါ့နော်ဆိုတဲ့ခါကျတော့နောက်တစ်ခါကျတော့ကိုကအာယုံကြောပြဿနာရှိတယ်ပေါ့နော်အဲဆိုလို့ရှိရင်သူကဘိုးကဒီအာယုံကြောနဲ့ဆိုင်တဲ့နေရာလေးကိုတီးပေးလိုက်တယ်ဆိုလို့ရှိရင်ဒီမှာအာယုံကြောမှာရှိတဲ့သူ့ရဲ့ brain wave တွေကိုတော့ပြုပြင်သွားတယ်ပြုပြင်သွားတဲ့ကြောင့်ဒီ frequency လေးသူ့လို့သွားတဲ့ကြောင့်လို့ relax ဖြစ်သွားတယ်အိမ်မပျော်တဲ့သူဆိုအိမ်ပျော်သွားတယ်နောက် stress များတဲ့သူဆိုရင် stress ပေါ့နော် release ဖြစ်တယ်။အမင်းကိုကြားရတဲ့အကြောင်းရင်းနံပါတ်1ကအဲ့ဒါပါ။စစ်တောက်စရာမလိုနဲ့လုံးဝတော့ relax ဖြစ်တယ်။အဲ့တော့ နောက်တစ်ခုကလေရောဂါအတိုက်ပေါ့နော်သူ့ရဲ့ဒီဟိုဟာလေးရညီတာလေးရတယ်မတူဘူးနဲ့နော် မတူ သူ့ရဲ့ ဒီမှာဒီဘိုးပေါ့နော်ဒီမှာထားပါတော့နော်ဒီဘိုးနဲ့ဒီဘိုးနဲ့လည်း မတူဘူးပေါ့နော် တစ်ချက်ခဏလေးချက်ခဏမတူ သူ့ရဲ့ဒီလေးနဲ့တူပေါ့ဟုတ်ကုသတဲ့က ဟုတ်တယ်ဥမာထားပါတော့အမားဒီသလုံးချက်ခါပေါ့နော်ဒီ community နဲ့ဆက်ဆံရတယ်နောက်ပြီး social media နဲ့ဆက်ဆံရတဲ့ခါမှာမမသလုံးချက်ခါလေးပွင့်စေချင်တယ်ဆိုရင်လက်ကသလုံးချက်ခါဖွင့်ပေးလိုက်တယ်သလုံးချက်ခါနဲ့ဆိုင်တဲ့ဘိုးလေးကိုပြင်လိုက်တယ်အဲ့ဒါဆိုရှင်အမားဒီသလုံးချက်ခါမှာခင်းနေပေးပြီးသားဖြစ်သွားတာဒါကအမားကချက်ချင်းငုံနေတော့မသိဘူးဒါပေမဲ့အမားကြီးကနေပြန်သွားတဲ့ခါမှာတပြေးပြေးနဲ့1ရက်2ရက်3ရက်မှာအမားရဲ့ဒီပြောင်းလဲလာတယ်ခံစားမှုစိတ်ခံစားမှု ဆိုတော့ဒါက healing က process ဖြစ်တာပေါ့တင်နန်းနေလေပြီး ဟုတ်ပါတော့ level 1ဆိုရင်ဟုတ်တက်ဖြစ်ချင်တယ်ဆိုရင် ဟုတ်ကဲ့ ခဏလာလောက်တဲ့ အဓိကတော့လေမလကပထမဦးတော့ service ပေးလာမှာနော် service ပေးတယ်ပြီးရင်လည်းမှခုန client လေးလည်းတချို့တော်တော်များများရလာတယ်နောက်ပြီးတော့မလရဲ့ဒီ healing အတိုင်းဝိုင်းလည်းများလာတယ်ပေါ့နော်များလာတဲ့ခါကျတိလာတဲ့ခါကျတော့မလရေးဟွာတင်နန်းလေးပြန်ပွဲမပေးဘူးလားဆိုတဲ့ခါကျတော့မှဒီနှစ်ဒီမှာမလတင်နန်းလေးဖွင့်တယ်ဒါပေမဲ့ဒီ sound healing ကိုဒါတင်နန်းမဖွင့်လို့တာပေါ့နော်တခြား energy healing တွေလည်းတင်နန်းလေးဖွင့်တယ်mood meditation တို့နောက်တစ်ခါ spiritual healing တို့အဲ့ဒါတွေတင်နန်းလေးဖွင့်တယ်နောက် blood work ဒီဟိုလေးတွေနောက် weekly တင်နန်းလေးတွေလည်းအများကြီးဖွင့်တယ်ဒါပေမဲ့ဒီ sound healing ကိုတော့ဒီနေ့ထဲမှာ in person ပေါ့နော်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းဖွင့်လိုက်တယ်ဒါကတော့ first time ပေါ့နော် first time ဖွင့်တယ်နောက်ပိုင်းကျရင်တော့ပို့ပို့လည်းလူသိလာမယ်ဒီဟာလေးရဲ့အကျိုးကျေးဇူး benefit ကိုလည်းတော်တော်များများသိလာတဲ့အခါကျလို့ရှိရင်ပို့ပို့ပြီးတော့သင်တန်းတွေများများဖွင့်ပြလို့ရှိပါတယ် healing လေးကိုလို့လာပြီးတော့ပေါ့နော်စမ်းသပ်သိချင်ပါတယ်ဆိုတော့အပြောချက်ကိုကိုယ်တိုင်လက်တွေ့ခံစားခြင်းမှဒါလေးဟာဘယ်လောက်အကျိုးရှိလဲဆိုတာကိုယ်တိုင်လက်တွေ့သိမှာပါလို့ဒါကြော်ညာနေလို့လည်းသိမှာမဟုတ်ပါဘူးเนาะကိုယ်တိုင်လက်တွေ့လေးလာပြီးတော့တည်တည်ချာချာလေးလေ့လာကြည့်ပါလို့လေ့လာကြည့်မှဒါအကျိုးကျေးဇူးရှိနိုင်ပါတယ်။ဒါဆိုနှစ်နှစ်တော်တွင်းမှာ customer ပေါင်းယာနဲ့ချေသွားပြီပေါ့เนาะတကယ်ကိုလိုအပ်လို့ရောက်လာပြီးတော့တကယ်ကိုလည်းအကျိုးရှိသွားတဲ့သူတွေအများကြီးရှိပါတယ်လို့အားကြောင့်မလို့ဒါပေမဲ့ဒီပမာပြည်မှာလည်းဒီဆောင်းကြီးလေးကပြန့်နှံ့စီခြင်းတဲ့အတွက်ကြောင့်များများလေးအမအတွေ့အကြုံစီချင်ပါတယ်လို့ဒါကြောင့်လာပြီးတော့သုံးကြည့်ပါလို့ဖိတ်ခေါ်ပါတယ်